အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့နာမည်ကတော့ Green Time EM ဒီနေ့ဒီဗီဒီယိုမှာတော့ကျွန်တော် episode 2မှာအားလုံးပြန်လည်ကြိုဆိုလိုက်ပါဟဲ့ Okay ဒါနဲ့ brother တို့ကကျွန်တော်ဗီဒီယိုကြည့်နေရကြပြီဒါမှမဟုတ်အခုမှအတိပေးရောက်လာဆိုပေမဲ့လည်းကျွန်တော် channel လေးကိုအားပေးခဲ့ကြပါဦးဗျကျွန်တော်လိုမျိုးမြန်မာ Minecraft YouTuber တေးစားလေးကိုကူညီရှင်နေရှင်တော့ like and subscribe နဲ့အားပေးခဲ့ကြပါဦးဒီဆိုများရဲ့တင်ပါဗျOkay ပထမအဆုံးတစ်ခုကတော့ကျွန်တော်လှုပ်ရှားတစ်ခုရှိပါသေးတယ်ဒီမှာ sugar cane တွေရိတ်ရမယ်ပေါ့နော်ကျွန်တော် sugar cane တွေနောက်ပိုင်းကျရင်စုမယ်ဗျအများကြီးရှိရမှာမို့လို့လေ Okay ဒါလေးထည့်ရိတ်လိုက်မယ်ကျွန်တော်ဒီနေ့လောက်သားမယ်ကိုကဒီပေါ်မှာအင်ဆောက်သွားမှာဖြစ်ပြီးတော့ဒီဘက်မှာရှိတဲ့တော်တွေလည်းအကုန်ရှင်းမယ်ပေါ့နော်ပြီးတော့ဒီအောက်မှာလည်းကျွန်တော် side cane လေးလုပ်ချင်ပါတယ်ကျွန်တော်စားဖို့တက်ပေါ့နော်ကျွန်တော်ဒီအောက်မှာလည်းလမ်းလေးလည်းဖောက်မယ်ပေါ့နော်အခုကတော့ဘာမှကြည့်လို့မကောင်းသေးပါဘူးဘာမစိုးစားလို့မယ်ဆိုရင်ပထမဆုံးတော့တစ်ပင်ခေါက်ရမှာပဲ Okay ကျွန်တော်တစ်ပင်လေးကိုရှင်းလိုက်အောင်မယ်ဗျအခုကျကျွန်တော်ဒီတော့နေနေလေးပါရှင်းမိတာပါပြီနောက်ထပ်လုပ်ချင်တာတစ်ခုကကျွန်တော် support တာယူချင်တာပေါ့နော်ဟိုအရင်တော့ကျွန်တော်ဒီဘက်မှာတွေးလိုက်တယ်ဘယ်နှရောက်သွားလဲမတွေ့တော့ဟိုနားမှာပဲ Okay ကျွန်တော်ကျိုးမော်စီကိုတွားမယ်ဒီမှာ support တင်များကြီးပဲရောက်တော့ကျွန်တော် support တားတွေစာပြီးတော့ခေါ်လိုက်ပါတော့ခုတ်ပြီးရလာတဲ့အပင်တစ်သေးလေးကိုပြန်ပြီးတော့ဆန်းလိုက်ပါတယ်ပြီးတော့ကျွန်တော်ပယ်ရီပင်လေးလည်းလိုက်ခူးခဲ့ပါတယ်ခုပြီးတော့အမြန်ခါနီးမှာကျွန်တော်ကနေဝင်ချင်းလေးကိုစောင့်ပြီးတော့ကြည့်နေခဲ့ပါတယ်ပြီးတော့တော်တော်လေးကိုလာပါတယ်ပြီးတော့ကျွန်တော်အိမ်ပြန်လာခဲ့ပါတယ်မိုးတော်တော်လေးကိုချုပ်သွားပြီဗျအိမ်ကိုရောက်လာတော့ကျွန်တော်တော်တော်လေးကိုမိုးလို့ကျွန်တော်လည်းအိမ်လိုက်ပါတယ်နောက်တော့မနေ့ရောက်မှာတော့ကျွန်တော်ကားဖွင့်ပြီးတော့အပြင်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်အိမ်ကတော်တော်လေးကိုမလှမပဖြစ်နေပါတယ်ကျွန်တော်လည်းပြင်မဲဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်အဲ့အချိန်မှာကျွန်တော်လည်းစပြီးတော့လှုပ်လိုက်ပါတယ်ပြီးတော့ berry bean လေးလည်းစိုက်လိုက်ပါတယ်ပြီးတော့ကျွန်တော်အိမ်ကိုထွက်လာဖို့အတွက်ကျွန်တော်လမ်းလေးလည်းလှုပ်လိုက်ပါတယ်ပို့ပြီးတော့ကြည့်လို့ကောင်းသွားတာပေါ့အခုကတော့တိတ်ပြီးတော့ကြည့်လို့မဆိုးတော့ဘူးပေါ့နော် Okay တော်လေးတော့မိုက်တိုင်းဖြစ်ပါတယ် berry တွေကြီးလိုက်ပို့ပြီးတော့မိုက်မယ်တင်တယ်ပေါ့နော် Okay နောက်ထပ်တစ်နေ့ရောက်တော့ကျွန်တော်အိမ်စားဆောက်ဖို့အတွက်ကျွန်တော်အပေါ်တက်သွားပြီးတော့မြေကြီးလေးတန်းရှင်းခဲ့ပါတယ်ဒီအပေါ်မှာကျွန်တော်အိမ်ဆောက်ဖို့ဆော့ဖက်ထားပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီအပေါ်မှာနည်းနည်းလေးမြင့်နေပေါ့နော်ပြီးတော့တော်လေးကိုလည်းမိုက်မယ်တင်ပါတယ်ပြီးတော့ကျွန်တော်အိမ်လေးကိုဆက်ဆောက်ဖို့အတွက်ကျွန်တော်ကြောက်တုံးလေးခင်းလိုက်ပါတယ်ညရောက်တဲ့အချိန်မှာတော့ကျွန်တော်အကုန်လုံးခင်းပြီးသွားခဲ့ပါတယ်မိုးကတော်လေးကိုချုပ်သွားပြီဗျနောက်တစ်နေ့မှာတော့ကျွန်တော်အိမ်လေးကိုစပြီးတော့ဆောက်လိုက်ပါတော့တယ်
Okay ကိုင်းဒါရတဲ့မနက်ခင်းလေးပါဒီမှာကျွန်တော်အကြိုင်းဆောက်ထားတဲ့အိမ်ကြီးပေါ့နော်နည်းနည်းလေးတော့ပြီးရောရင်ပြီးတော့အိုးခဏနေပါဦးဒီမှာကြည့်ပါဦး brother bro ကြည့်ပါဦးဒီမှာကျွန်တော်ပြမယ်အိုး rainbow တော်တော်လေးကိုလှပါဒီရှေ့တာ rainbow ရောပါလာပြီပေါ့နော်ကျွန်တော်ရှေ့တာပြောင်းထားရောနော်ဒီရှေ့တာတော်တော်လေးကိုမိုက်ပါတယ်ကျွန်တော်အဲ့ဒီမှာတော့ကျွန်တော်အိမ်လေးကို decoration လေးနည်းနည်းလာဆင်လိုက်ပါတယ်တိတ်ပြီးတော့ကြည့်တော့မဆိုးတော့ဘူးပေါ့နော်မဟုတ်ရင်ကျွန်တော်အိမ်ကတိတ်ပြီးတော့ကြည့်တယ်မလားမပါနဲ့ Okay အခုကျတိတ်ပြီးတော့ကြည့်လို့မဆိုးတော့ဘူးပေါ့နော်ကျွန်တော်ကတော့အိမ်တိတိလေးပဲစောက်ထားဖြစ်ပါတယ်တစ်ခုစလုံးကတိတိစားလေးပဲအခုလှုပ်ရှားရှိရတော့ကျွန်တော် farming ထိုင်းလုပ်ရမှာဖြစ်ပါတယ်ကျွန်တော်အစားအစာအတွက်ပေါ့နော်ပြီးတော့လမ်းလေးလည်းဖောက်ထားပါတယ်အောက်ကနေကြည့်ရင်ပို့ပြီးတော့ကြည့်လို့ကောင်းတယ်လို့ပဲဟီးရေဝင်ချင်းဆိုရင်ပို့ပြီးတော့မိုက်ပါတည်ရပေါ့နော်အရင်ကြည့်လို့ကောင်းပါဘလို့ပဲကြည့်လာနေပါရဲ့ကျွန်တော်တက်ကတော့နောက်တမနက်မှာတော့ကျွန်တော်အိမ်ကတစ်စီသွားဖို့အတွက်ကျွန်တော်လမ်းလေးလဲစာပြီးတော့ဖောက်ခဲ့ပါတယ်အခုကစာပြီးတော့ကျွန်တော်တီးရနေပြီးတော့အပေါ်လမ်းထိသွားရင်ပေါ့နော်အေးစစ်သွားလို့ရပါပြီပြီးတော့တော်တော်လေးလည်းမိုက်ပါတယ်ညနေပိုင်းရောက်တဲ့အချိန်မှာတော့ကျွန်တော်အပေါက်လေးလိုက်ဖောက်ပြီးတော့ကျွန်တော်ရေလေးလိုက်ဖြည့်လိုက်ပါတယ်ဒီအောက်မှာကျွန်တော်စိုက်ခင်းအကြီးတစ်ခုလုပ်ချင်တာပေါ့နော်ရေအကုန်လုံးဖြည့်ပြပြီးတော့တဲ့အချိန်မှာတော့ကျွန်တော်လေယာလေးစားပြီးတော့ထွန်လိုက်ပါတယ်Okay အကြိုင်းလုံးပြီးတော့အချိန်မှာတော့လေယာတွေအကုန်လုံးထွင်ပြီးကြပါပြီစိုက်ဖို့ပဲကြံမှာတော့အခုကတော့ပြီးတော့ကျွန်တော်ထည့်ထားတဲ့ရေခွက်ပေါ်မှာကျွန်တော်တစ်တုံးလေးလိုက်ပြီးတော့ဖြည့်လိုက်ပါတယ်ဒီအပေါ်မှာကျွန်တော်မီးလေးထွန်းချင်တာပေါ့နော်ပြီးတော့ကျွန်တော် toast လေးလိုက်ပြီးတော့ထည့်လိုက်ပါတယ်အလင်းရောင်ရအကောင်နေမစပွန်းတော့ပေါ့နော်ပြီးတော့ကျွန်တော်စပါးစီလေးစားပြီးတော့ဆန်းလိုက်ပါတယ်အကြိုင်းကိုစိုက်တာပြည့်အောင်မပြည့်ဘူးပေါ့နော်တပိုင်းပဲရပါတယ်နောက်ထပ်တပိုင်းလိုပါတည်းအတိုင်းပဲမနေ့ပြန်မလုပ်လိုက်ပါတော့မေမိုးတော်တော်လေးကိုချုပ်နေပေါ့နော်နောက်ထပ်တမနက်မှလည်းကျွန်တော်ဆက်ပြီးတော့စိုက်ခဲ့ပါတယ်အကြိုင်းမှကြိုင်းကိုစိုက်လိုက်ပါတယ်ကျွန်တော်တိုင်းမဲအဲ့ဒီမနေ့ပိုင်းမှာတော့ကျွန်တော်အကုန်လုံးစိုက်ပြီးခဲ့ပါတယ်ပြီးတော့ကြည့်ပါဦးဒီမှာလည်းစိုက်ခင်းလေးအကုန်ပြည့်လိုက်ပေါ့နော်တော်တော်လေးကိုလည်းကြည့်လို့ကောင်းပါတယ်Okay ဒါနဲ့ကြည့်ပါဦးကျွန်တော်ခန္ဓာကိုယ်လေးကအာမာရီရှင်ဘာမှမရှိသေးဘူးပေါ့နော်ရှိတာတော့ဖတ်နေပါပဲဒါပေမဲ့ကျောင်းစီမှာအာယုံတွေတော့ရှိပါပြီပေါ့နော်ဒီမှာကြည့်ပါ16ခုဆိုတော့အာမာလောက်ဖို့လောက်မယ်ထင်တာပဲ Okay ကျော်လောက်ကြည့်လိုက်မယ်လောက်မှာလားဆိုပထမအဆုံးတစ်ခုကတော့ဘာလို့မှာလဲဆိုအင်ဂျီအရင်လောက်လိုက်မယ်ပေါင်ပီလေးလောက်လိုက်မယ်ဟဲကြည့်ပါဦးအာယုံအာမရတော့ပေါ့နော်ဒါပေမဲ့အုတ်ထုလွတ်နေပါရဲ့အုတ်ထုလွတ်လာရှင်မဲကျွန်တော်အင်ဂျီလေးချလိုက်ဦးမယ် Look guys my name is Marlin နောက်တာပါ Marlin မဟုတ်ပါဘူးကျွန်တော်တော့ printer ပါ Okay ဒါနဲ့ကျွန်တော်စီမှာအာယုံအာမတွေကျွန်တော်အုတ်ထုလို့ဖို့အာယုံမလုံလောက်တော့ဗျမိုင်းတွင်းထဲတွားပြီးတော့အာယုံတွေတွားမရပါမယ်Okay အခုကျွန်တော်မိုင်းတွင်းထဲရောက်လာပါပြီဒီဘက်မှာတော့ဒီဘက်မှာတွားဖို့ကျွန်တော်စဉ်းစားထားရပါတော့ကျွန်တော်စီမှာလည်းပစ္စည်းအများကြီးမရှိသေးဘူးဆိုတော့တိုင်းကားလေးတက်ထားလိုက်မယ်ဒီပါဆိုလို့ပြီးတော့ကျွန်တော်အောက်လေးဆက်ဆင်းသွားခဲ့ပါတယ်ပြီးတော့ခိုးလေးတွေးလိုက်ပါတယ်ကျွန်တော်လည်းမိုင်းလိုက်ပါတယ်မိုင်းပြီးတော့ကျွန်တော်ရှောက်သွားခဲ့ပါတယ်ပြီးတော့ကျွန်တော်အပေါက်တွေးလို့ကျွန်တော်လည်းအောက်ဆင်းသွားလိုက်ပါတယ်ဆင်းသွားနေပဲ redstone လေးတွေ့တာလုံလာမလားဆိုတော့လည်းကြုံလိုက်ပါတယ်ရှောက်သွားနေနဲ့ကန်ကောင်းချင်တော့ Oh my god တိုင်းဝန် Oh my god အာယုံနဲ့တိုင်းမွန်တပြိုင်နဲ့တွေ့တယ်ကျွန်တော်အာယုံလာရှာလာတိုင်းမွန်တွေ့ရတယ်တော်တော်လေးကောင်းပါရဲ့တလုံးနှလုံးထရှိပါစီသုံးလုံးပြင်ကျော်တိုင်းမွန်ပက်ကလေးလို့ရပြီ
no မရှိတော့ဟာကျွန်တော်အာယုံပဲမိုင်းလိုက်ပါတယ်ပြီးတော့ကိုထဲမှာစကရီတန်တကောင်နဲ့ပိုင်ဝမ်းချခဲ့ပါတယ်ဒီမှာကြည့်ပါဦးမြတ်ဆိုင်ခံနေရတယ်လာပီလက်ဆူလီကိုလည်းတွေ့ခဲ့ပါတယ်ကျွန်တော်လည်းမိုင်းလိုက်ပါတယ်ဒါအရင်သုံးဝင်မှာဆိုလို့အိုးဟိုမှာနောက်တိုင်းမိုးမဲ့โอเคကျွန်တော်တို့လေးကိုကန်ကောင်းသွားပြီ yes အာယုံကိုလည်းမိုင်းခဲ့ပါတယ်တိုင်းမိုးတော့သုံးပဲရခဲ့ပါတယ်ကိုးတွေကိုလည်းတွေ့လို့ကျွန်တော်အတုံးဝင်လာမှာဆိုလို့ကျွန်တော်လည်းတူလိုက်ပါတယ်ရှော့သွားနေကျွန်တော်နောက်တိုင်းမိုးဆက်ပြီးတွေ့ခဲ့ပါတယ်ကျွန်တော်ထပ်ပြီးရှော့သွားတဲ့အချိန်မှာကုတီတီလေးချင်းမှာတိုင်းမိုးနောက်တစ်လုံးဆက်ပြီးတွေ့ခဲ့ပါတယ်ကျွန်တော်လည်းမိုင်းလိုက်ပါတယ်ကျွန်တော်စီမှာတိုင်းမိုးကတော်တော်လေးချမ်းသာနေပြီပေါ့နော်တစ်လုံးတောင်မှတွေ့ခဲ့ပါတယ်โอเคကျွန်တော်ဖြူဘလောက်ချင်းဆိုပြမယ်ပဲလာစမ်းဟျောင်းလာစမ်းโอเคယူတိုင်းရှင်းလင်းသွားအိုးနော်မရဘူးမင်းတူတာလာစမ်းအိုးမရတော့ကျန်းနေဟာပြေးမရမယ်မရတော့ဒီကောင်တော်တော်လေးကိုကျန်းနေကျော်ပိတ်ထားမှဖြစ်မှာမဟုတ်ရင်ဒီကောင်ဝင်လာလိမ့်မယ်မင်းရတော့တော်တော်လေးကိုကြောက်စရာကောင်းရင်ဒီကောင်ကြီးရတော့ပြီးတော့ကျွန်တော်အပေါ်ဆက်ပြီးတော့တက်လာခဲ့ပါတယ်တက်လာပြီးတဲ့ချိန်မှာကျွန်တော်ကူတကူနဲ့တွေ့ခဲ့ပါတယ်အကူထဲမှာလုံချုံမဲဆိုပြီးကျွန်တော်အကူကနေပြီးတော့အပြင်ထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်မင်းတော့ကောင်းတဲ့နေရာတကာမှာပဲကွာလာစမ်းโอเคလာအိုးခွီပါကြီးမရတော့ပြင်းခဲ့မယ်ကျွန်တော်ဒီခွီပါအရင်ကြောက်တယ်โอเคကျွန်တော်နိုးတွင်းနေပါလို့ကြာလေဟာ oh my god zombie တီးပြီပြေး noဟာအိမ်ပြန်ရောက်သွားရင် no ပစ္စည်းတွေတိုင်းမှုဆုံးရှုံးသွားပြီနောက်တမနက်မှာတော့ကျွန်တော်အပြင်ထွက်လာပြီးတော့ကျွန်တော်နေရောင်ချီရဲ့နေလုံးအလားလေးကိုလာကြည့်နေခဲ့ပါတယ်ပြီးတော့အစားနေလုံးတဲ့တိုင်းတစ်ပင်ကိုပြန်ပြီးတော့လက်တီးနေတော့ခုတ်ခဲ့ပါတယ်ကျွန်တော်စီမှာပါ item မှမရှိတော့လို့ပေါ့နော်ပြီးတော့ကျွန်တော်ကုန်းပေါ်ကနေပြီးတော့အရင်ကိုကျင်းပြန်ပြီးတော့အရင်ကိုတာယာလာပါတဲ့ပြင်လေကြီးတစ်ခုအကြာကြီးရဲ့ပြီးတော့ကြည့်နေခဲ့ပါတယ်ဒီ Minecraft ကဘာရဲ့ကျွန်တော်လေးကိုလာပါတယ်ကျွန်တော်ပြန်လာပြီးတော့ပန်းနေတဲ့လာခူးခဲ့ပါတယ်ကျွန်တော်ပန်းခုနေရင်းနဲ့ပြန်တစ်ကောင်ကကြောစီရောက်လာခဲ့ပါတယ်ကျွန်တော်လည်းသူ့ပန်းတစ်ခုကျွေးလိုက်ပါတယ်သူကအရင်ချစ်ရှာကောင်းလို့ပေါ့နော်ပြီးတော့သူ့အိမ်ကလည်းဒီနားလောက်မှာပဲရှိမှတင်တာပဲဗျနောက်ပိုင်းကျရင်ကျွန်တော်ပြားမွေးမြူကြီးလည်းလုပ်မယ်ပေါ့နော်ကျွန်တော်အိမ်ပြန်လာပြီးတော့ stone tool လေးတွေခွဲလိုက်ပါတယ်ကျွန်တော်စပါးခင်းလေးကိုလည်းကျွန်တော်တွားကြည့်ခဲ့ပါတယ်တော်တော်လေးကိုကြည့်လိုက်ဗျတော်တော်လေးကိုလာပါတယ်ပြီးတော့ကျွန်တော်ရှောက်သွားပြီးတော့ခွေးလေးတစ်ကောင်နဲ့တွေ့ခဲ့ပါတယ်ပြီးတော့ကျွန်တော်စီမှာလည်းအယိုးပါလာနဲ့ကျွန်တော်လည်းတူကျွေးလိုက်ပါတယ် oh my god ကျွန်တော်ခွေးရတော့ပြီ yes hello မြန်ခုငါခွေးလေးဖြစ်သွားပြီနော်အားလုံးပဲအခုကြည့်နေတဲ့လူတွေကျွန်တော်ရဲ့ဒီ channel လေးကို subscribe လုပ်ထားကြပြီးတော့ကျွန်တော်ခွေးလေးရဲ့နာမည်လေးကိုလည်း comment မှာမှတ်ပေးခဲ့ကြပါဦးလို့ကျေးဇူးများတင်ပါတယ်ပြီးတော့ကျွန်တော်ခွေးလေးကိုကျွန်တော် AC ခေါ်လာခဲ့ပါတယ်โอเคခွေးမင်းဒီမှာထိုင်နေလိုက်နော်ရှောက်မသွားနဲ့နော်ဒီနားမှာထိုင်နေလိုက်လို့နောက်တစ်နေ့မှာတော့ကျွန်တော်ခွေးလေးကိုခေါ်ပြီးတော့မိုင်းတင်တွားဖို့ဆုံးဖြတ်လိုက်ပါတယ်ကျွန်တော်ရှောက်သွားပြီးတော့မကြခင်မှာပဲကျွန်တော်အာယုံလေးဆက်ပြီးတော့တွေ့ခဲ့ပါတယ်ကျွန်တော်လည်းအများကြီးကိုမိုင်းလာခဲ့ပါတယ်မိုင်းတွင်တူနေနဲ့မိုးချုပ်သွားပါတယ်ကျွန်တော်လည်းအိမ်ပြန်ခဲ့ပါတယ်တိတ်မကြခင်မှာပဲကျွန်တော်ခွေးလေးနဲ့တူတူကျွန်တော်ရဲ့အရင်ကိုတာယာလာပါတဲ့ page လေးမှာပြန်လည်ရောက်ရှိလို့လာခဲ့ပါတယ်ရောက်လာနေပဲကျွန်တော်စီမရတဲ့အာယုံတွေအကုန်လုံးကို smelting လုပ်လိုက်ပါတယ်ပြီးတော့အေးစစ်စစ်အနားယူလိုက်ပါတယ်နောက်တမနက်နှိုးလာတဲ့ချိန်မှာတော့ကျွန်တော်နေအောင်ချီရဲ့အလားလေးကိုကြည်နေပြီးတော့ရှုခတ်ခင်းလေးလာရိတ်လိုက်ပါတယ်ရလာတဲ့မြအကုန်လုံးကို chest ထဲမှာတင်ထားလိုက်ပါတယ်အခုကတော့ရှုခတ်ခင်းတော်တော်လေးကိုချမ်းသာနေပြီပေါ့နော်အပေါ်တက်လာပြီးတော့ကျွန်တော် page နဲ့အလားလေးကိုကြည်နေခဲ့ပါတယ်ပြီးတော့ကျွန်တော်စီမှာရှင်အာယုံလေးနဲ့အာမာလေးလှုပ်လိုက်ပါတယ်โอเค
ကျွန်တော် ion armor လေးပြန်လေဝတ်ခွင့်ရတော့ရင်ပေါ့နော် ion armor လေးလည်းရပြီဆိုတော့ကိုးလေးကလည်းပြင်းမြောက်တော့ပါပြီကိုးလေးလည်းပြီးတော့ပြီဆိုတော့ episode လေးကိုဒီလောက်ပဲအဆုံးသတ်လိုက်ပါမယ် episode 3 စတင်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလွတ်တော့အောင်လို့ like and subscribe လေးနဲ့ကူညီပေးကြပါဦးနောက် episode 3မှာပြန်တွေ့ကြပါမယ်အားလုံးပဲ bye bye